မင်္ဂလာပါခင်ဗျာဒီရက်ပိုင်း social media ပေါ်မှာ COVID-19 ထက်ဆိုးတဲ့ယောဂအသစ်ပေါ်လာပြီးကဘာကြီး lockdown ပြန်ဝင်တော့မယ်ဆိုတဲ့သတင်းတွေဗီဒီယိုတွေအများကြီးပြန့်နှံ့နေပါတယ်ဒီလိုသတင်းတွေကြောင့်လူတော်တော်များများစိုးရိမ်ပြီးကြောက်ရွံ့နေကြပါတယ်ဒါဆိုတကယ်ပဲ COVID-19 ထက်ပိုဆိုးတဲ့ယောဂအသစ်ပေါ်လာပြီလားဒါမှမဟုတ် social media ပေါ်ကချဲ့ကားထားတဲ့သတင်းတွေလားဆိုတာဒီနေ့ဗီဒီယိုမှာအမှန်တရားကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်။ COVID-19 pandemic ဖြစ်ခဲ့တဲ့2020ခုနှစ်ကလူတိုင်းအတွက်မမိနိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ lockdown တွေ mask တပ်ရတဲ့ဘဝလူတည်ဆုံးမှုများစီးပွားရေးကျဆင်းမှုတွေကြောင့်ယောဂအသစ်ဆိုတဲ့စကားလုံးတစ်ခုတည်းနဲ့တင်လူတွေကြောက်သွားတတ်ပါတယ်။ဒီလိုလူတွေရဲ့စိုးရိမ်မှုကို social media ပေါ်က page တချို့ကအသုံးချပြီး COVID ထက်ဆိုးတယ်WHO အရေးပေါ်ထုတ်ပြန်ဆိုတဲ့ headline ကြီးကြီးတွေနဲ့တင်ချတာကြောင့်သတင်းတွေပို viral ဖြစ်လာတာပါအခုလူအများဆုံးပြောနေကြတာက hantavirus ဆိုတဲ့ virus ပါဒီ virus ကအသစ်မဟုတ်ပါဘူးနှစ်ပေါင်းများစွာကတည်းကတည်ထားပြီးသားယောဂတစ်မျိုးပါအဓိကကြွက်ကနေလူကိုကူးပါတယ် hantavirus ကဘယ်လိုကူးလဲဆိုတော့ကြွက်ရဲ့စီးအညစ်ကြေးတတွေးကနေ virus ပိုးတွေထွက်လာပြီးအဲ့ဒီအမှုန်တွေကိုလူကရှူမိရင်ကူးစက်နိုင်ပါတယ်အစပိုင်းမှာဖျားမယ်ခေါင်းကိုက်မယ်ကြွက်သားနာမယ်ပင်ပန်းမယ်နောက်ပိုင်းမှာအသက်ရှူကခတ်လာပြီးအဆုတ်ထိခိုက်နိုင်ပါတယ်တချို့ case တွေမှာအသက်အန္တရာယ်ရှိနိုင်တာကြောင့်လူတွေစိုးရိမ်နေကြတာပါဒါပေမဲ့အရေးကြီးတဲ့အချက်က hantavirus က COVID-19 ထက်ဆိုးတယ်လားဆိုတာပါအဖြေကမဟုတ်သေးပါဘူးလို့ပြောရပါမယ်။ဘာကြောင့်လဲဆိုတော့ COVID-19 ကလူကနေလူကိုအလွန်လွယ်ကူစွာကူးနိုင်လို့ pandemic ဖြစ်ခဲ့တာပါ။ဒါပေမဲ့ hantavirus ကအဓိကကြွက်ကနေလူကိုကူးတာဖြစ်ပြီးလူကနေလူကိုကူးတာအလွန်ရှားပါတယ်။ဒါကြောင့်ကမ္ဘာတဝန်း pandemic ဖြစ်နိုင်ခြေနည်းပါတယ်။နောက်တစ်ခုလူတွေပြောနေကြတာက Cicada ဆိုတဲ့ COVID variant အသစ်ပါ။ဒီ variant က COVID-19 ရဲ့ mutation အသစ်တစ်မျိုးပါပဲ။ virus ဒီ mutation ဖြစ်တာပုံမှန်ပါ။ mutation များတာနဲ့ပိုဆိုးတယ်လို့မဆိုလိုပါဘူး။လက်ရှိအထိဒီ Cicada variant ကပိုသေးစေတယ်ပိုပြင်းတယ်ဆိုတဲ့သက်သေမရှိသေးပါဘူး။ vaccine တွေလည်းအထောက်အကူရှိနေတော့ပါ။ World Health Organization အဆိုအရ2026ခုနှစ်မှာ global health risk ကို moderate လို့သတ်မှတ်ထားပါတယ်။အဓိပ္ပာယ်ကတော့ယောဂါတွေရှိတယ်သတိထားဖို့လိုတယ်ဒါပေမဲ့ pandemic အသစ်စနေပြီလို့မဟုတ်သေးပါဘူးဒါကိုလူတိုင်းသိထားဖို့အရေးကြီးပါတယ်ဒါဆိုဘာကြောင့် misinformation တွေဒီလောက်ပြန့်နေတာလဲအဖြေက social media algorithm ပါကြောက်စရာ headline တွေကလူတွေ click ပိုလုပ်ကြလို့ algorithm ကပိုပြပါတယ် covid ထက်ဆိုကဘာပြတ်တော့မယ်ဆိုတဲ့ headline တွေက attention ရလွယ်ပါတယ်ဒါကြောင့်သတင်းတစ်ခုမြင်တိုင်း source စစ်ပါ official website တွေကြည့်ပါအတီးပြုတ်ထားတဲ့သတင်းဌာနတွေကနေဖတ်ပါကာကွယ်ဖို့ကတော့အခြေခံကျန်းမာရေးစည်းကမ်းတွေကိုလိုက်နာဖို့ပါလက်ကိုစက္ကန့်နဲ့မကြာခဏဆေးပါ face mask လိုအပ်ရင်တပ်ပါလူများတဲ့နေရာတွေမှာသတိထားပါအိမ်ကိုတန့်ရှင်းစွာထားပြီးကြွက်မရှိအောင်လုပ်ပါ COVID-19 vaccine booster တွေ update လုပ်ထားပါအကယ်၍ဖျားတာမကြတာအသက်ရှူအားခက်တာရင်ဘတ်နာတာအားနည်းလွန်တာတွေဖြစ်လာရင်စီးရုံကိုချက်ချင်းသွားပါမဆောင်ပါနဲ့ညီကုန်းချုပ်ရရင်အခု online ပေါ်မှာပြောနေတဲ့ COVID-19 ထက်ဆိုးတဲ့ယောဂါဆိုတာအများစုကကြောက်စရာ headline တွေဖြစ်ပါတယ်အမှန်တရားကတော့ hantavirus ရှိတယ် COVID-19 variant အသစ်တွေရှိတယ်ဒါပေမဲ့ pandemic အသစ်စပြီလို့မဟုတ်သေးပါဘူးမကြောက်ပါနဲ့ဒါပေမဲ့သတိတော်ထားပါကျန်းမာကြပါစေ